ရင်ကျေးတယ်လီပြောင်းလီပဲကြီးပြီးကအဖလည်းမမေကုန်းလုံးဆဲလာလိုက်တော့အမကြီးအရင်က episode 1ပြီးသွားဆို episode 2လာတာရှော့အမမင်းတို့ကပါရိုင်းနေကြပြောင်းငါလိုမှဒီကောင် rip ဆိုရကောင်လားမသိဦး what the fuck ကျွန်တော်မရရှိလို့ကြည့်တယ်နော်ဟိုအဲ့ကောင်နဲ့အဲ့ကောင်မဟုတ်ဘူးနည်းဟိုဒီမှာကြည့်ကိုပြအကုန်ရှိရမင်းမရရှိရှိလို့ရှိတယ်မင်းမရရှိရှိတယ်တကောင်နမယူရတယ်ဒီလိုမရိုင်းလိုက်လားဟာဒီလိုပဲသွားလာရှော့ဟိုရိုက်တော့မှာငါပြီးတယ်ရဲ့လာဆိုးမို့နော်ကဆိုးမို့နော်โอเคရပြီโอเคဆိုလိုမရှိငါလူမသားလေးတွေတေးသားဆိုလိုမရှိဆိုလိုမမရှိဆိုလိုမရှိလမ်းရပဲโอเคလူတော့မလုပ်ချမခုံတော့ဟုံးနေလဲအမေဘာမှမဖြစ်ဆိုလိုမရှိဆိုလိုမရှိမတော့ပါရမယ်လူတွေတော့တိတ်ရှိတော့ဝဲဖြစ်ပါမဆိုလို့တော့ကျွန်တော်ထကြောဝဲကောင်းတယ်ကျွန်တော်ပါရိုက်လိုက်နော်ကျွန်တော်တို့ခမုံတော့တုံးမှာကျွန်တော်တီးတယ်အမကြိုးစားလိုက်တာဗျာကျွန်တော်ခုတီးရောက်သွားပါဟုတ်ကဲ့ပါပါဒါရမင်းမစားလို့ဒီလုံးကြဘလို့ပါရဘလို့တော့မတော့ဒီကညမခတ်တယ်ကျွန်တော်တို့ကစောင်းရနေခတ်တယ်ရှော့အမဒါအချင်းလေးတစ်ချက်ရှိထားရဘလို့တော့ဟိုကောင်လာဒီတော့မင်းရတော့ဒီပြောက်တယ်ကြောင်ဘလို့လာမโอ้အဲ့လိုခုံမဆိုခုံကြောအစားတော့မတယူဟုတ်တယ်ကြောအမခုံအေးကိုဒါရလာမှန်းဒီဒီကနေ့လောတော့မရဘူးရှိပါတယ်နော်ကွာမင်းတို့ကောင်းတယ်โอเคပါကျော်ဆိုလိုမရှိရဖြစ်ကုန်ပါပြီဦးမေတေးဆိုလိုမရှိဒါလို့ရုံဟာโอเคရလေးထိပြရမယ်လို့လေးထိပြရမယ်လို့လေးအမလေးအဲ့အော်မခုံရထိပါဆိုလိုမရှိလေးဦးဆိုလိုမရှိလေးဒီကောင်အမလေးဒီကောင်ရခက်လာလားဆိုလိုမရှိလေးကဲဒီနေ့ YouTube မှာတင်ပြရလဲ subscribe လေးလုပ်ခဲ့ပါဦးအတိအကျဆုံးတင်ဖြစ်မှာကတက်တော့ပါ
ဒီတော့အကောက်လေးကတော့အသက်လေးပဲအသက်မှာတင်မှာမလို့ episode လေးနဲ့နောက်ထပ်ထပ်လာပါမယ်ကျွန်တော်ကျူဝဲလေးမလုပ်ပါစူဇန်နဲ့လုပ်မယ်စူဇန်လေးကျွန်တော်အနောက်ကနေပြပါမယ်ကျွန်တော်ပါမယ် like yo what the fuck အတော်ပါသေးရဲ့ကနေရောငါဒါရလုံးလို့မရဘူးကျွန်တော်ချက်ရမှာကျွန်တော်ချက်မယ်ကျွန်တော်ညကြတော့စတွင်းမှုရှိအောင်ဒီကျူချန်ရကောက်လေးတော့လည်းပဲဖြစ်ပါတယ်ခီတော်ရီရောကျွန်တော်what the fuck ကျွန်တော်ဒီနေရာရနေတနေရာမလဲလားတနေရာလဲနေတာကျွန်တော်ဟုတ်တော့တေးတော့မှကျွန်တော်တည်တယ်ကိုယ့်အကြောင်းကိုတည်တယ်အဲ့နေကြတေးတော့မယ်ဆိုတာလောက်ကြငါတို့ရောနေဂိမ်းလူဆိုတယ်နော်တေးတယ်နေမှာအဲ့လိုဆုံးမရတော့ဘာလို့လဲအိမ်မပိုင်လို့လားတဲ့မဟုတ်အကျော်တတ်မှတ်ကြီးရှိတယ်ဟာရကျိုးတွေနဲ့ချိတ်ထားကျိုးတွေနဲ့လာတော့မသိဘူးအဲ့နဲ့ချိတ်ထားပြီပဲသူကမလုပ်ဘူးဦးရောwhat the fuck ခေါင်းရတော့မခုံနဲ့ခုံနဲ့ခုံမစားဘူးโอเคလမ်းလျှောက်သွားလိုက်တာဗျာသူရင်ရှိတော့ဒီပြောင်းတော့ခဏနားလဲဆိုလို့မရှိလေတော့ဒါဘယ်လိုနီးနေသွားမလဲဆိုโอเคအဲ့လိုလေးသွားမယ်โอเคလေပါသူရတော့သူ့လိုလိုလေးပြေးလာပါဘူးရှိပါလိမ့်မယ် HD နဲ့ဆိုလို့မရှိလေငါကျင့်ရုပ်ပြီးကျင့်ပြတယ်နာမကိုတော့ကျင့်တယ်လို့တော့လို့ရမလားဆိုလို့မရှိလေโอเคနားရတော့ကျန်ပါအများကြီးကျန်နေတယ်ဒီဘိန်းကမှသူတွေကိုအိန္ဒိယမှာဖမ်းဆီးကြတာချင်းကိုတန်းတာတဲ့ကလေးမျိုးတွေတော့ဆယ်လန်ဒီအနေနဲ့ဖြစ်စီလို့ယုံကြည်ကျော်သားကြီးဘလို့ဆောင်းအောင်လုပ်ကြအောင်ပါပါWhat theမစောတဲ့ခိုင်းလာနေပါပြီ။ဒီကတဲ့တော့လေးခတ်ပါမယ်။အဲ့လိုမစောတဲ့ခိုင်းနေဆိုကျွန်တော်တော့ခတ်ပြတယ်။တင်းငယ်ထား။ What the fuck โอเคခဏနေရတော့မလုပ်ရအောင်။ခဏနေခဏဆိုလိုမ share တွေဖြစ်ကုန်ပြီကျွန်တော်အပေါ်ဆုံးရောက်နေပါပြီအလွယ်တဲ့အခါကျွန်တော်ဒါတော့မဟုတ်ဘူးဒီခိုင်းโอเคဆိုလိုမ share တွေဆောက်တော့မှာဖြစ်ဆိုလိုခင်းနေနော်ကျွန်တော်ဆိုလိုခင်းโอเคကျွန်တော်ရလိုက်နောက်တစ်ခုလမ်းမယ်ဒါခုံးရမယ်ဒီပြုတ်ကြတော့What the fuck ဒီဖြစ်ကိုဒီပြန်တယ်โอเคဒီအခါမှာတန်မြလဲရပြီဆိုပါတန်မြဝေကျွေးရတယ်လည်းရအောင်မမအဝါလာပြီးလိုက်ပါဟာတာလာဒီကတော့ဒီမှာဘာမှဖြစ်သေးပါ episode 3နဲ့တင်လိုက်ရတော့မှာအခုအခါကိုဆိုတော့အရင်ကခဏဖြုံးမှာအဲ့ဒါကျွန်တော်လည်းမသိဘူးဆိုလိုမ share တွေမလို့ပါကျွန်တော်တို့ဆိုလိုမ share okay ကျွန်တော် okay ပေးပါ okay ကျွန်တော်ပြန်ဆောမှာဖြစ်ပါတယ်မပေါ့ဘူးလားဟိုပြီးဆိုရမဟုတ်လေဝယ်ကြည့်ပါလားလို့ဦးဟာပြီးတော့ခင်ကျွန်တော်အောက်ပြန်ကြောက်ပြီးဘာလို့ဝယ်ပြီးတော့မှနေမနဲ့တော့စားရမဟုတ်လေငါပတ်စံမရှိတော့လို့မနဲ့တော့စားရအေးအလူတော့လားမဟုတ်ပါဘူးပတ်စံရှိရင်ဝယ်ပေးပါလားလို့โอเคဝယ်ပေးမယ်နော်ကျွန်တော် episode 3လာပါမယ်အခု episode
3ကိုကြည့်ချင်တဲ့သူတွေကတော့ like and subscribe လေး okay လောက်ထားပေးပါလို့ကျွန်တော် like and subscribe မလုပ်လို့ကျွန်တော်ခုလိုကြားတယ်ဘာမှလည်းမဆိုင်နော်like and subscribe လေးလုပ်ပြီးကြပါကျွန်တော်ငိုတော့ငိုချင်လား okay ပါကျွန်တော်တို့ဒီနေရာမှာနေဆုံးတက်လိုက်ကြရအောင်ကျွန်တော်တို့ကိုနေရာထိသွားပြီးစားသွားမယ်ပြီးရင်သူ့ရဲ့အလားလေးတွေရှူစားပြီးအောက်ဆုံးထိချလိုက်ပါepisode 3လာမှာမို့လို့အားလုံးပဲညှော်နေကြရဲ့ episode 3လေးတော့ဆက်ခုအညိုဆောင်ထိကျွန်တော်ရောက်ခဲ့ပြီအားလုံးညှော်နေကြမယ်လို့ထင်ပါတယ် episode 3ရောက်မင်းမေဟာလုံးမငမဲကောင်ကလာရိုက်နေသေးတယ်ဟုတ်အောင်လားဒီ episode 3ကျွန်တော်တို့ episode 3အတွက်စမှာမို့လို့ like subscribe လေး YouTube ကနေဆိုရင်နော် like and subscribe နှိပ်ထားပေးပါပြင်ခေါင်းလောင်းလေးလည်းနှိပ်ထားလိုက်ပါခေါင်းလောင်းလေးလည်းအော်အဲ့လိုခေါင်းလောင်းလေးလည်းနှိပ်ထားလိုက်ပါ TikTok ကနေဆိုပြီးတော့ဆိုရင် TikTok ကနေဆိုပြီးတော့ follow လုပ်ခဲ့မယ်ပြီးရင် like ပေးပြီး copy လေး3ခုယူပြီး comment မှာ mention တာ mark ခဲ့လိုက်တော့ဗျာ okay ကျွန်တော်စူဆန်မဲ့ဖြစ်ပါတယ် okay episode 3အတွက်ကျွန်တော်တို့အခုရက်တက်လိုက်ပါမယ်တူ